အားလုံးပဲမင်္ဂလာပါခင်ဗျဒီနေ့ခေတ်မှာမသူလက်ထဲကိုပဲကြည့်ဖုန်းတွေ tablet တွေကွန်ပျူတာတစ်လုံးနဲ့တစ်ကမ္ဘာလုံးကိုလက်ချောင်းထိပ်မှာထားနိုင်နေပါပြီအဲ့ဒီတည်းမှာလူကြိုက်များဆုံးနဲ့အချိန်ကုန်ဆုံးတဲ့အရာကတော့ online game တွေပါပဲစိန်ခေါ်မှုတွေအောင်မြင်မှုတွေတငယ်ချင်းတွေနဲ့ပျော်ရွှင်စရာတွေပေးနိုင်တဲ့ game တွေပေါ့ဒါပေမဲ့ဒီပျော်ရွှင်မှုတွေရဲ့နောက်ွယ်မှာမှောင်မဲတဲ့အန္တရာယ်တွေရှိနေတယ်ဆိုတာကိုရောသတိထားမိကြပါသလားအဲ့တော့ကျွန်တော်တို့ဒီနေ့ online game တွေကနေဖြစ်လာနိုင်တဲ့ကျန်းမာရေးစိတ်ပိုင်းဆိုင်ရာငွေကြေးနဲ့လူမှုဆက်ဆံရေးဆိုင်ရာအန္တရာယ်တွေကိုပုံမှန်လင်းလင်းဆွေးနွေးကြည့်ကြအောင်အဲ့တော့ပြောစရာကောင်းတဲ့ game ကစားခြင်းတွေကနေပြီးတော့ဘယ်ချိန်မှာဘဝကိုပျက်စီးစေမဲ့ဆွဲလန်းမှုတွေဖြစ်သွားတာလဲအဲ့တော့ဒီမေးခွန်းရဲ့အဖြေကိုကျွန်တော်တို့ရှာကြည့်အောင်ပထမဆုံးနဲ့အကြီးမားဆုံးပြဿနာကတော့ gaming addiction လို့ခေါ်တယ် game ဆွဲလန်းမှုပါပဲကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က2009ခုနှစ်ကတည်းကဒီ game ဆွဲလန်းမှုစိတ်ကျန်းမာရေးယောဂတစ်ခုအနေနဲ့တရားဝင်သတ်မှတ်ထားပါတယ်ဒါစိတ်ညစ်လို့ခဏကစားတာမျိုးမဟုတ်တော့ဘဲနဲ့တကယ့်ကိုကုသဖို့အတွက်လိုအပ်တဲ့ယောဂတစ်ခုလိုဖြစ်နေပါပြီသူက game ဆွဲနေတယ်ပေါ့နော် game ဆွဲနေပြီသူ game ဆွဲနေတယ်ဆိုတာဘယ်လိုသိနိုင်တယ်လဲအဲ့တော့အဓိကလက္ခဏာတော့၃ချက်ရှိပါတယ်ပထမနံပါတ်1ကတော့ game ကစားခြင်းတော့သူကအဲ့ဒီ game ကစားခြင်းကိစ္စမရက်နိုင်တော့မတင်းချုံနိုင်တော့နံပါတ်2က game ကြောင့်တခြားအရာတွေကျောင်းစာတွေလုပ်ငန်းတွေမိသားစုတာဝန်တွေဒါတွေကိုသူလစ်လျူရှုလာတယ်နံပါတ်3ကတော့ game မကစားရရင်သူကစိတ်တူပြီးဒေါသတွေထွက်တာတွေရှုံးမှာကိုစိုးရိမ်မှာတော့ပူပန်နေတာတော့အကြမ်းဖက်ခြင်းစိတ်တွေဖြစ်လာတယ်အဲ့တော့ဒီလိုဆွဲလန်းမှုတွေကကျွန်တော်တို့ရဲ့စိတ်ချမ်းသာရေးကိုတော်တော်ကိုပြင်းပြင်းထန်ထန်သူကအကျိုးဆက်တွေပေးပါတယ်အဲ့လိုတွေဖြစ်လာတော့ဘာတွေဖြစ်လဲအရေးတွေပြက်ပြီးတော့အာယုံစူးစိုက်မှုတွေရောကြမယ်လက်တွေ့ဘဝနဲ့ကွာဟပြီးတော့စိတ်သက်တွေကြားဆင်းလာမယ်တချို့ဂိမ်းတွေဆိုရင်အဲ့ဒီမှာအကြမ်းဖက်မှုတွေပါတဲ့ဂိမ်းတွေရှိတယ်ဆိုတော့အဲ့လိုဂိမ်းတွေကြောင့်ရန်လိုတဲ့စိတ်ခံစားချက်တွေလည်းမြင့်တက်လာမယ်အဲ့တော့စတဲ့ပြဿနာတွေကခုနဂိမ်းဆွဲလန်းမှုရဲ့ရလဒ်တွေပဲဖြစ်ပါတယ်ဂိမ်းတွေကအောင်မြင်မှုကိုအားကိုးနေတဲ့အခါလက်တွေ့ဘဝမှာအားနည်းချက်တွေနဲ့ရင်ဆိုင်ရပြီးတော့စိတ်တန်ရာတွေလည်းရနိုင်ပါတယ်အဲ့တော့ဂိမ်းဆွဲလန်းမှုကလူတူးချင်းစီရဲ့ပတ်ဝန်းကျင်နဲ့ဘဝကိုလည်းသူကပျက်စီးစေနိုင်တယ်ပထမနံပါတ်1ကတော့ဘာလဲဆိုတော့လူမှုဆက်ဆံရေးကိုထိခိုက်တယ်ဂိမ်းစားတဲ့သူတွေကသူတို့ရဲ့အချိန်တွေအကုန်လုံး virtual world ထဲမှာပဲသုံးစွဲနေတဲ့အတွက်မိသားစုတွေတငယ်ချင်းတွေနဲ့တဖြည်းဖြည်းနဲ့သူကဝေးကွာလာတယ်အပြင်မှာရှိတဲ့လူတွေနဲ့စကားပြောတာထက်ဂိမ်းတွေကတငယ်ချင်းတွေနဲ့ပြောဆိုဆက်ဆံတာကိုပို့ပြီးတော့သူကနှစ်သက်လာတယ်တဖြည်းဖြည်းအထီးကျန်ဆန်းတဲ့ဘဝကိုရောက်ရှိသွားနိုင်တယ်ကျောင်းသားလူငယ်တွေဆိုရင်ဇာမွေးတွေကြာတာတွေကျောင်းကနေထွက်သွားတာတွေအလောက်ကိုင်းတွေဆုံးရှုံးခြင်းတွေဖြစ်နိုင်ပါတယ်နောက်အနေနဲ့တစ်ခုကသူငွေကြီးအနေonline game တွေကငွေရှာဖို့သူတို့ကဖန်တီးထားတာပါသူတို့မှာ in-game purchase လို့ခေါ်တဲ့ game တွေဝယ်ယူမှုတွေရှိပါတယ်ဇက်ကောင် skin တွေပစ္စည်း upgrade တွေအချိန်ကုန်သက်သာစေမဲ့ဝယ်ယူမှုတွေဟာသိငယ်တဲ့ပမာဏကနေစတင်ပေမဲ့စုပေါင်းလိုက်ရင်ဒေါ်လာထောင်ပေါင်းများစွာကုန်ကျနိုင်ပါတယ်အထူးသဖြင့်ကလေးတွေကမိဘခုမှုချက်မပါဘဲနဲ့ငွေသုံးစွဲတာတွေဂိမ်းပစ္စည်းတွေလိုချင်လို့လိမ်လည်မှုတွေနဲ့ရင်ဆိုင်ရတာမျိုးတွေမကြာခဏဖြစ်ပွားတတ်ပါတယ်ဒါအပြင်အကောင့်ဟက်ခံရတာကိုယ်ပိုင်ချက်လက်တွေပေါက်ကြားပြီးတော့စိုက်ဘာရာဇဝတ်မှုတွေရဲ့တားကောင်ဖြစ်ရတာမျိုးတွေလည်းရှိနိုင်ပါတယ်။နောက်အနေနဲ့တစ်ခုကတော့ကျန်းမာရေးနဲ့ကိုယ်ခန္ဓာဆိုင်ရာထိခိုက်မှုစိတ်ပိုင်းဆိုင်ရာနဲ့ဗန္ဓာရေးကိစ္စတွေအပြင် online game တွေကကိုယ်ခန္ဓာကိုယ်ပါဓာတ်ရိုက်သူကထိခိုက်စေတယ်။ပထမဆုံးကတော့သူကအမြင်အာရုံကိုထိခိုက်စေတယ်။အချိန်ကြာကြာနေကကြည့်ရှုနေရတဲ့အတွက်မျက်စိတွေညောင်းလာမယ်။နောက်မျက်စိတွေခြောက်လာမယ်။အမြင်အာရုံတွေအားနေတာတွေဖြစ်သွားနိုင်တယ်။နောက်ဒုတိယတစ်ခုကတော့ထိုင်းနေတဲ့ကိုယ်ဟန်အနေထားကြောင့်ဖြစ်တဲ့ကြွက်သားနဲ့အယိုးစစ်ဆိုင်ပြဿနာတွေလည်းဖြစ်နေတယ်။ခါနာရာတို့လက်ပင်နာရာတို့နောက်လက်ချောင်းတွေလက်ကောက်ဝတ်တွေနာကျင်ရောင်ရမ်းလာတာတွေဒါမျိုးတွေဖြစ်သွားနိုင်တယ်။အရေးကြီးဆုံးကတော့ဘဝနေထိုင်မှုပုံစံမမှန်တော့တာပါပဲ။ဂိမ်းကစားတော့ဦးစားပေးပြီးတော့စားတော့တွေလည်းပုံမှန်မစားတော့ရေတွေလည်းမတော့တော့ဘူး။အပြင်မှာကိုယ်လက်လှူရှားမှုတွေလုံးဝသူကမလုပ်တော့တဲ့အတွက်ကိုယ်လေးချိန်တွေလွန်ခဲ့စွာတက်လာ။စီယိုလိုဟာမျိုးသွေးလိုဟာမျိုးစတဲ့ရည်ချမ်းမာရေးပြဿနာတွေငယ်ရွယ်တဲ့သူတွေမှာတော့စတင်လာနိုင်ပါတယ်အဲ့တော့ဂိမ်းကစားမှုအတွက်ကိုယ့်ရဲ့အသက်ရှည်ရှည်နဲ့ကျန်းမာတဲ့ဘဝကိုပေးဆက်နေသလိုဖြစ်မနေဘူးသတိထားရပါမယ်ဒီတော့ online game ကစားခြင်းကနေဖြစ်လာနိုင်တဲ့အန္တရာယ်တွေကိုဘယ်လိုကာကွယ်ကြမလဲအဖြေကတော့ balance လို့ခေါ်တဲ့မျှတမှုကိုရှာဖွေဖို့ပါပဲဥပမာဆိုကြပါစို့ကျွန်တော်တို့ game ကစားမယ်ဟုတ်မဖြစ်မနေကစားကြတယ်အချိန်စရာလေးတတ်မှတ်ဖို့
ဒီနေ့ဒါမှဂိမ်းစားမယ်ချင်းကိုတိတိကျကျသတ်မှတ်ဥမာည7 နာရီကနေ9 နာရီထိပဲကစားမယ်အဲ့ဒီအချိန်ကျော်ရင်ရက်မယ်ဒါမှမဟုတ် break ယူတယ်ပေါ့နော်နိုင်ဝက်ဒါမှမဟုတ်တနားရီကြားတစ်ခါမျက်လုံးအနားပေးပြီးတော့ထားပြီးရက်တာတွေလမ်းလျှောက်တာတွေကိုလည်းလှုပ်ရှားမှုဒါလေးတွေလုပ်ပေးနောက်တစ်ခုကဝါသနာအသစ်တွေဖန်တီးရအားကစားလုပ်တာတွေစာဖတ်တာတွေဂီတသင်ယူခြင်းစတဲ့အပြင်ဘက်ကဝါသနာတွေကိုအချိန်ပေးရမယ်ဂိမ်းတွေကအောင်မြင်မှုတဲ့လက်တွေ့ဘဝအောင်မြင်မှုတွေကပိုတန်ဖိုးရှိတယ်ဆိုတာကိုသိဖို့အတွက်ဒီလိုဟာတွေကိုလုပ်ဖို့လိုအပ်ပါတယ်အဲ့တော့မိဘတွေဆရာတွေကရောကလေးတွေကိုဂိမ်းမကစားဖို့တားမြစ်တာတဲ့သူတို့နဲ့အတူတူမိဘတွေဆရာတွေကပူးပေါင်းပြီးတော့သူတို့ရဲ့ဂိမ်းကစားခြင်းကိုစီကန်းလေးတွေသတ်မှတ်ပေးရအဲ့တော့ကလေးတွေရဲ့ဂိမ်းကစားတဲ့အလေးထားကိုနားလည်မှုရှိရှိလေးစောင့်ကြည့်ပေးသူတို့နဲ့ပုံလင်းလေးဆွေးနွေးပြီးတော့အပြင်မှာမိသားစုလိုက်အတူတူသူတို့အချိန်ပေးဖို့လိုအပ်တယ်ပြီးတော့ကိုပြီးတော့မဖြစ်ရှင်းနိုင်တော့ဘူးဆိုရင်ပညာရှင်တွေရဲ့အကူအညီတွေကိုရယူဖို့ဝင်မလေးပါနဲ့အဲ့တော့အချိန်မီကုသကံယူတယ်ဆိုတာကဘဝကိုပြန်လည်ထူထောင်နိုင်ဖို့အကောင်းဆုံးနည်းလမ်းပါပဲအဲ့တော့ဒီကုန်းချောအောင်မယ်ဆိုရင်တော့ online game တွေကခေတ်အစိပ်ပိုင်းတစ်ခုပါပဲပျော်စရာကောင်းတဲ့ဖြိုပြမှုတစ်ခုအနေနဲ့ကစားမယ်ဆိုရင်ပြဿနာမရှိပါဘူးဒါပေမဲ့သင်ရဲ့ဘဝအနာဂတ်ကျမ်းမာရေးနဲ့ဆက်ဆံရေးတွေကိုဖျက်ဆီးမဲ့အဆင့်ထိရောက်သွားပြီဆိုရင်တော့ရက်တန့်မှုအချိန်တန်ပါပြီအဲ့တော့သင်ရဲ့ဘဝကိုဖန်သားပြင်းရဲ့နောက်ကိုမထားခဲ့ပါနဲ့ပျော်ရွှင်တဲ့ကစားသမားဖြစ်ပါစေဆွမ်းလန်းသူတော့ဖြစ်ပါစေနဲ့အဲ့တော့ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့ဂိမ်းကိုဆွမ်းလန်းနေကြတဲ့ကျွန်တော်ညီတွေညီမတွေကိုယ့်အချက်ကလေးတွေကကိုယ့်အတွက်ခေါင်းပုံနဲ့အကြံပြုချက်ကလေးတွေတိုက်တွန်းချက်ကလေးတွေဖြစ်မယ်ဆိုရင်ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ပြီးတော့ share ပေးဖို့လည်းတောင်းဆိုပါတယ်ခင်ဗျအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျ